ုန်းကြီးတို့တွေလောကမှာလူဘဝရလာပြီဆိုလို့ရှိရင်တန်ဖိုးထားရမယ်မျက်နှာထိုက်တဲ့အရာနှစ်ခုရှိတယ်လို့များစွာသောအရာတွေကဒီနှစ်ခုပဲရွေးချယ်ပြီးတော့ပြောရမယ်ဆိုအကောင်းဆုံးလို့ရွေးထုတ်လိုက်မယ်ဆိုရင်ဘာလို့ဆိုရင်လူရဲ့ကိုယ်ချင်းတရားရဲ့အသိပညာရဲ့ဒီနှစ်ခုကအကောင်းဆုံးလို့ပြောမြတ်စွာဘုရားကလည်းဆုံးမတာဒီနှစ်ခုပဲသီလပညာနာတောဆယံကိုချင်းသီလရှိတယ်အသိပညာရှိတယ်ဆိုရင်အရာရာအခက်ခဲဟုသမျှကိုအောင်မြင်နိုင်တယ်လို့ဆိုတာဒီထဲမှာပတ်စံရှိရင်ငွေကြေးတနာပြည့်စုံရင်အကတ်ကောင်းရင်ဆိုတာမပါဘူးเนาะအဲ့ဒါတွေကလည်းအပေါ်ယံအကြောင်းတော့ဖြစ်တာပေါ့သို့တော့အတွင်းကြတဲ့အနှစ်သာရအကြောင်းဟာဒီနှစ်ခုပဲမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာကိုးကွယ်ရတဲ့ဘာသာတရားရဲ့လို့မဟုတ်ဘူးလိုက်နာကျင့်သုံးရမယ်အဆုံးအမဩဝါဒတွေသာဖြစ်တယ်မြန်မာနိုင်ငံမှာထွန်းကားနေတဲ့ဘုရားရဲ့အဆုံးအမတရားတော်တွေဟာအခုလိုတက္ကသိုလ်ကြီးဖွင့်ပြီးတော့သင်ယူရမယ်ပညာရတွေသာဖြစ်တယ်ပေါ့နော်သင်ယူပြီးတဲ့အခါလိုက်နာကျင့်သုံးရမယ်ပညာရတွေဒီပညာရက်တွေနဲ့မြန်မာလူမျိုးတွေဟာခရစ်နှစ်1885ခုနှစ်လောက်ကစပြီးတော့အိုးစားကွဲသွားတယ်မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်တီဘောမင်းပတ်သွားတဲ့နောက်ပိုင်းမှာအနောက်တိုင်းကဝင်လာတဲ့ပညာရက်တွေနဲ့လူတွေဟာတဖြည်းဖြည်းအဲ့ဒီဘက်ကိုရောက်သွားပြီးတော့မိမိတို့နိုင်ငံအနော်အထာဘုရင်ကြီးနဲ့ရှင်အရဟံတို့ချမှတ်ခဲ့တဲ့မြတ်စွာဘုရားရဲ့ဟောကြားတဲ့အဆုံးအမဆိုတဲ့ပညာရက်တွေနဲ့တဖြည်းဖြည်းဝေးသွားတယ်တဖြည်းဖြည်းဝေးသွားပြီးတော့နောက်တိုင်းပညာရက်တွေကိုလေးလာချရတာပိုများလာတယ်။ဘာကြောင့်လေးလာရတယ်လဲလို့ဆိုရင်အဲ့ဒီပညာတတ်မှရှားဒူးလေးရလည်းရတယ်။စာဝတ်နေရေးအတွက်ကလည်းအဆင်ပြေမယ်။အဓိကတော့အဲ့ဒါပဲ။လက်တွေ့ဖြည့်ရှင်းဖို့ရကအဲ့ဒီပညာရက်နဲ့ဘွဲ့လက်မှတ်ကလေးရထားပြီဆိုရင်လှုပ်ရှောက်လို့ရတယ်ပေါ့စာဝတ်နေရေးကိုထောက်ကူပြုတဲ့ပညာရက်တွေလို့ဆိုအဲ့တော့ဗုဒ္ဓဟောတဲ့အဆုံးအမတွေကစာဝတ်နေရေးကိုတိုက်ရိုက်ခြေစူးပြုတဲ့ခေတ်ဟာကုန်ဆုံးသွားတော့အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတော်တွေဟာတော်တော်များများကြောပေးတာခံလိုက်ရတယ်လို့ဘယ်တော့ကစတော့ဆိုရင်1800နော်80-85လို့ပြောမှာပေါ့မြန်မာသက္ကရာနဲ့ပြောမယ်ဆိုရင်1248ခုနှစ်1248ခုနှစ်ကနေစပြီးတော့ကြောပေးတာခံရရတယ်အဲ့ဒီကနေပြီးခဏထိအောင်နောက်ကိုပြန်လှည့်လို့မရသေးဘူးခက်ဆောင်းဆောင်းလေးတော့ဖြစ်လာနောက်တဲ့ကိုပြန်မလှည့်နိုင်တော့ဘူးပေါ့ကိုယ်ပိုင်အခွင့်အရေးတစ်ခုအနေနဲ့ကတော့ဘာသာတရားကိုလေးစားတယ်လိုက်နာတယ်ဆိုတဲ့ခံယူချက်နဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနာယူကြတယ်မှတ်သားကြတယ်ချစ်ကြကြုတ်ကိုအထောက်ကြတယ်ဆိုတဲ့အတိုင်းအတာပိုင်းကတော့ရှိတယ်လို့ပြောမှာဖြစ်တယ်အဲ့တော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေဆိုတာဟာနာယူရမယ်မှတ်သားရမယ်ပြီးရင်လိုက်နာကျင့်သုံးရမယ်ဆိုတဲ့ဒီအချက်၃ချက်နဲ့ဖော်ဆောင်ရမှာဖြစ်တယ်ကဲအဲ့ဒါကိုဖော်ဆောင်နိုင်ဖို့ဘုန်းကြီးတို့လူဘဝရလာတဲ့ခါမှာအကောင်းဆုံးမျက်နှာဝဲအကောင်းဆုံးအရာဆိုတာသီလနဲ့ပညာကိုချင်းတရားနဲ့အသိပညာသာလည်းဖြစ်တယ်
လောက်ထိအောင်မျက်နှာပဲကောင်းလို့ဆိုကိုချင်းသီလပြက်ပြားသွားလို့ရှင်ဆိုပါစို့ဘလောက်ပဲပွဲရထားဘလောက်ပဲယာရုကြီးစဉ်းစားကြည့်ဖို့ပြောပြတာနော်ကိုချင်းသီလဘက်ကပျက်စီးသွားပြီဆိုရင်အရှက်တကွဲအကျိုးမဲ့ဖြစ်သွားနိုင်အရှက်တကွဲဖြစ်သွားနိုင်တယ်နော်အရှက်တကွဲဖြစ်သွားတယ်လူသိက္ခာမရှိဘူးဆိုတော့အလုံးရဲ့အမြင်မှာဂုဏ်သိက္ခာကျဆင်းသွားတယ်ဒါကိုချင်းသီလကဘလောက်ဂုဏ်သိက္ခာတင်ပေးထားတယ်ဆိုတာစဉ်းစားကြည့်ကိုချင်းသီလပြက်ပြန်းသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ပဲပက်ဆံချမ်းသာဘလောက်ပဲယာရုကြီးကိုချင်းတရားပြက်ပြန်းသွားပြီဆိုရင်လူသိက္ခာကင်းမဲ့သွားတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကတမှုမထားတော့တဲ့ပုဂ္ဂိုလ်ရွှင်ရှာတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ကိုချင်းသီလမရှိတော့ကလည်းထီလူပဲကိုချင်းသီလမရှိတော့လည်းထီလူပဲအဲ့တော့သူ့ဘာကြောင့်လေးစားတာတုံးဆိုကိုချင်းသီလကြောင့်လေးစားတာဆိုထင်ရှားတယ်ပေါ့နော်ကိုချင်းသီလမရှိလို့အပုတ်ချခံလိုက်ရပြီခုခေတ်ဆိုပို့ဆိုးတာပေါ့နော်ဖော်ထုတ်ခံလိုက်ရပြီဆိုရင်သူ့ရဲ့ဂုဏ်သိက္ခာတွေကျဆင်းသွားဂုဏ်သိက္ခာတွေပြက်ပြားသွားတယ်အဲ့တော့ကိုချင်းသီလရဲ့တန်ဖိုးဟာဒီဘဝမှာပဲအလုံးကိုအရေးကြီးတယ်လို့ပြောဒါကြောင့်မို့ဆရာမလောင်းနေအလုံးဟာနံပါတ်1ကိုချင်းသီလနဲ့ပြည့်စုံတို့တွေစ조사အထောက်အမှာဖြစ်တယ်ဒါဖြင့်ကိုချင်းသီလရှိအောင်မလုပ်ရကိုချင်းသီလရှိအောင်လုပ်ရမယ်အချက်2ချက်ရှိတယ်ဘယ်ရာပဲဖြစ်ပညာနဲ့ထိရမှာဖြစ်တယ်ကိုချင်းသီလကောင်းဖို့အတွက်စဉ်းစားရမှာ2ခုကိုချင်းသီလပြက်ပြားခြင်းရဲ့အပြစ်ကိုချင်းသီလရှိခြင်းရဲ့အကျိုးအဲ့ဒီ2ခုဆင်ញင်ဖို့လိုတယ်ပေါ့ဆင်ញင်တယ်ဆိုတာကိုယ့်ရင်ထဲမှာကိုချင်းသီလပြက်ပြားသွားရင်ဘဝဟာဘယ်လောက်ထိအောင်နှုံချသွားနိုင်တယ်သူ့ရဲ့အပြစ်ကိုချင်းသီလပြက်သွားလို့ရှိရင်ဘယ်လောက်ပဲလောကမှာဆက်ဆရာကောင်းသွားနိုင်တယ်ဆိုတာကိုနံပါတ်1တွေးတော်ရမယ်ဆင်ញင်ရမယ်ကိုချင်းသီလပြက်ခြင်းနောက်ဘဝငရဲကြတာတွေမကြတာတွေအသာထားကိုမသိဘူးဒီဘဝမှာရင်ကြည့်လက်ရှိဘဝမှာလည်းပဲကိုချင်းသီလပြက်ပြားသွားပြီဆိုရင်ငါဟာလူအတိုင်းဝိုင်းထဲမှာအထူးသဖြင့်လူအတိုင်းဝိုင်းဆိုတဲ့ထဲမှာဂုဏ်သိက္ခာရှိတယ်လူအတိုင်းဝိုင်းထဲမှာကိုဟာမဝင်ဆန်တော့ကိုချင်းသီလပြက်ပြားသွားလို့ဂုဏ်ရှိသေးရှိဘဝနဲ့ခေါင်းမော့ခါကော့ပြီးမွဲနိုင်ဘူးကိုချင်းသီလမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာအောက်တန်းနောက်တန်းရောက်သွားနိုင်တယ်ဒါကြောင့်မို့ကိုချင်းသီလမရှိခြင်းရဲ့အပြည့်ဟာဒီဘဝတည်းမဲ့တို့တွေလူရမကွေးတဲ့ဘဝမျိုးရောက်စေနိုင်တယ်နောက်အကျိုးကိုစဉ်းစားကြည့်လိုက်ကိုချင်းသီလရှိလို့ရှိရင်ဘယ်ပရိသတ်ထဲသွားဘယ်အတိုင်းဝိုင်းနဲ့ဝင်ကိုဟာမဟုတ်တာမလုပ်တဲ့လူတယောက်ဆိုခုံရှိတယ်နော်သိက္ခာသမာဓိရှိတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကလက်ခံတယ်နော်ဝင်ဆန်းတယ်ကိုယ့်ရဲ့တရေနေဟာလည်းကောင်းတရေမဲ့ရှိတယ်အဆိုးမရှိဘူးဒါကိုချင်းသီလကောင်းခြင်းရဲ့အကျိုးတရားလေးတွေပြောအဲ့ဒီအပြစ်နဲ့အကျိုးကိုတွေးတောဆင်ခြင်ခြင်းအပြင်လည်းပဲကိုချင်းသီလထိမ့်သိမ့်မှုအတွက်အင်အားရရလာနိုင်ပါတယ်တဲ့ဒါကတစ်ခုနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကိုချင်းသီလကောင်းမှုရအတွက်ရှင်တဲ့နှလုံးထဲမှာရှိတဲ့စိတ်တွေသဘောထား2ခုရှိတယ်တစ်ခုကဘာတော့ဆိုရင်ဟိရိတစ်ခုကဥတ္တပရှိရီဟိရိဆိုတာကိုယ်တိုင်ကမဟုတ်တာမလုပ်ချင်တဲ့စိတ်ဓာတ်ကိုယ်တိုင်ကလူသိသည်ဖြစ်စေမသိသည်ဖြစ်စေ
မဟုတ်တဲ့လုပ်ရက်ကိုမလုပ်တဲ့အလုပ်တွေဆိုလို့ရှိရင်ယွန်ရှာတဲ့စိတ်ဓာတ်ရှိရစိတ်ထဲမှာမိပြီးတော့ဖြစ်တာဟိရိမြန်မာလူပြန်တဲ့အခါရှက်တယ်လို့ပြန်တယ်မဟုတ်တာလုပ်ရမှာရှက်တယ်ယွန့်တယ်မဟုတ်တာမလုပ်ဘူးဆိုတဲ့အတိတ်အင်္ဂလိပ်လိုရှိန်လို့ပြန်တယ်ပေါ့နော်အဲ့ဒါကရှက်တယ်ဆိုတာနှစ်ခုရှိတယ်လူကြားတဲ့ထစကားမပြောရင်လည်းရှက်တတ်တယ်လို့ပြောကြပြန်ဒီနေရာမှာရှက်တယ်ဆိုတာဟာမဟုတ်တာလုပ်ရမှာရှက်တာကိုပြောတာအဲ့ဒီမဟုတ်တဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအဲ့ဒီဟိရိရဲ့ဥတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတယ်ရှုသေးတယ်ဥပမာကျောင်းသားတွေဆိုရင်ဆရာတွေကိုလေးစားတယ်ယူသေးတယ်ဆရာရှိမှဆိုရင်အပြောဆိုကစပြီးပို့ပြီးတော့ဆင်ញင်ကြတယ်အဲ့ဒါလိုပဲဥတ္တပရဲ့သဘောကကိုယ်ပတ်ဝန်းကျင်ကိုလေးစားတယ်ကိုမဟုတ်တာလုပ်ရင်ပတ်ဝန်းကျင်မှာဂုဏ်သိက္ခာကဲမဲ့လိမ့်မယ်ဆိုတာကိုသိပြီးတော့လေးစားတာပါဠိလိုတော့ဥတ္တပဆိုတာဒီဥတ္တပဆိုတဲ့စကားလုံးကိုအင်္ဂလိပ်ကတော့ fear လို့ပဲပြန်တယ်ပေါ့ moral fear လို့ moral shapeness နဲ့ moral fearness ဒီနှစ်ခုပြန်တာအဲ့တော့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ရှက်တတ်သူကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ကြောက်တတ်သူအဲ့ဒီနှစ်ခုရှိလို့ရှိရင်ကိုယ်ကျင့်သီလပြည့်စုံတယ်လို့ဆိုလို့တယ်အဲ့တော့ကိုယ်ကျင့်သီလကိုတိဆောက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုအဓိကထားပြီးတော့တိဆောက်ဖို့ကြိုးစားသူတိုင်းဟာအတွေးခေါ်နှစ်ခုထားကိုယ်ကျင့်သီလမရှိခြင်းရဲ့အဖြစ်ကိုယ်ကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးဒီနှစ်ခုကိုစဉ်းကျင်စဉ်းစားပြီးတော့ကိုယ်တဏ္ဍမှာဟိရိနဲ့ဥတ္တပဖြစ်အောင်ကြိုးစားရမယ်လို့ဒါအကြောင်းနဲ့အကျိုးပါဠိစာပေမှာဘယ်လိုဆိုထားတော့ဆိုဟိရိယဥတ္တပေနသီလံဥပ္ပစ္စတိစေဝအဋ္ဌတိစာကိုကျင့်သီလနဲ့ပတ်သက်ပြီးဒုစရိုက်အမှုတွေကိုရှက်ခြင်းဒုစရိုက်အမှုတွေကြောင့်လမ်းကြောက်ခြင်းဆိုတဲ့ဒီသဘာဝစိတ်ဒီသဘောထားနှစ်ရပ်တည်ကိုကျင့်သီလကိုဖြစ်စေတတ်တယ်ကိုကျင့်သီလကိုတည်မြဲစေတတ်တယ်လို့ဆိုဒီအကြောင်းနှစ်ခုကိုယ်တဏ္ဍမှာရှေ့အောင်လုပ်ပြီးတော့ထူထောင်ပေးခြင်းအပြင်ကိုယ့်ရဲ့ကိုကျင့်သီလကိုဖြစ်ပွားစေရမယ်ထိမ့်သိမ်းဆောင်ရှောက်ရမယ်ဒါက human dignity လို့ခေါ်တဲ့ကိုကျင့်သိက္ခာပိုင်းပေါ့နော်ဒါကအသိပညာရဖို့ရအတွက်လည်းပဲအကြောင်းရှိတယ်အသိပညာရဖို့ရအတွက်ဘာလို့တော့ဆိုအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုလိုအပ်တယ်အကျဉ်းချုံးလိုက်ရင်နှစ်ခုဆရာသမားတွေတတိလိမ္မာတဲ့ပုဂ္ဂိုလ်တွေထံကနေပြီးတော့သင်ယူခြင်းကအပြင်အကြောင်းမိမိကိုယ်တိုင်ကလက်ခံသုံးသပ်ဆင်ញင်စဉ်းစားခြင်းဆိုတဲ့ယောနိသောမနတိကာရအတွင်းအကြောင်းနော်သင်ယူခြင်းနဲ့ပြောမယ်ဆိုရင်သင်ယူခြင်းနဲ့စိတ်ဝင်စားခြင်းပေါ့သင်ယူခြင်းနဲ့စိတ်ဝင်စားလေးလာသုံးသပ်ခြင်းအဲ့ဒီနှစ်ခုသည်အသိပညာတိုးတက်ခြင်းရဲ့အကြောင်းပဲလို့အသိပညာရခြင်းအဲ့ဒီနှစ်ခုအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကပညာကိုဘယ်လိုရအောင်လုပ်ရမလဲဆိုရင်တခွန်းနဲ့ပြောမယ်ဆိုလို့ရှိရင်သုတ်တုတာလက်ပတ်တေပညာနဲ့သုတ်တုတာဆိုတာသင်လို့တဲ့ဆန္ဒနာယူမှတ်သားလို့တဲ့ဆန္ဒသည်လက်ပတ်တေပညာအသိပညာကိုရနိုင်တယ်လို့သူတို့ဆိုတာ
ကိုယ်တိုင်ကသိကျင်တတ်ခြင်းစိတ်ရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီဆန္ဒတစ်ခုတည်းတော့အကြောင်းတစ်ခုပဲဘာဖြစ်ဖြစ်ရမှာသိကျင်တဲ့တတ်ခြင်းနဲ့ဆိုသိကျင်တတ်ခြင်းနဲ့ဆန္ဒကိုအကြောင်းပြုပြီးတော့သိအောင်လုပ်လာတယ်တော့ပြောမယ်ဆိုလို့ရှိရင်လောကမှာအောင်မြင်ဖို့ရအကြောင်းက၄ခုရှိတယ်အပြင်မှာရှားတာမဟုတ်ဘူးကိုယ့်ရင်ထဲမှာရှိရ၄ခုကပါတော့ဆိုရင်သန္တာဝိရိယဝိမန္တစိတ်တဝိမန္တလို့အဋ္ဌိပတ်၄ပါးလို့ခေါ်တယ်အဋ္ဌိပါဒဆိုတာအောင်မြင်ခြင်းရဲ့အကြောင်းတရား means of accomplishment accomplishment အောင်မြင်ခြင်းရဲ့အကြောင်းတရား၄မျိုး means of accomplishment အဲ့ဒီအကြောင်းတရား၄မျိုးမှာနံပါတ်1ပညာရဖို့အတွက်သိကျင်တဲ့ဆန္ဒတတ်ချင်တဲ့ဆန္ဒနံပါတ်1နံပါတ်2ကဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်မှုလုံလဝိရိယအခက်အခဲတွေပေါ်မှာကြော်လွှားနိုင်တဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နံပါတ်3ဆင်ញင်သုံးသပ်တတ်တဲ့အသိပညာဝိမာန်တနံပါတ်4အဲ့ဒီ၄ခုဟာအရာမှာအောင်မြင်နိုင်တဲ့အကြောင်းတရား၄မျိုးပဲဖြစ်တယ်အဲ့ဒါလည်းပဲ internal condition တွေပဲကိုယ့်ရင်ထဲမှာရှိရမယ့်အရာတွေပဲအဲ့ဒါတွေနဲ့ဖြည့်ရှင်းသွားရမယ်လို့ဆိုအဲ့ဒါကိုမြတ်စွာဘုရားဟောလိုက်တာသုတ်တုတလက်ပတိပညာအသိပညာရဖို့အတွက်ကသိကျင်တတ်ခြင်းနဲ့ဆန္ဒဟာအဓိကကြတယ်သိကျင်တတ်ခြင်းနဲ့ဆန္ဒပေါ်မှာအကြောင်းပြုပြီးတော့သိမှုတတ်မှုဖြစ်ပေါ်လာတယ်လို့ဒီလိုမြတ်စွာဘုရားဆုံးမခဲ့တာဆိုဘုန်းကြီးတို့တွေကိုယ်ဘဝပညာရဖို့အတွက်သိကျင်တဲ့ဆန္ဒတစ်ခုဟာနံပါတ်1အရေးကြီးဆုံးပဲဒါဖြင့်ဆန္ဒရှိနေုံနဲ့ပြီးလာဆိုမပြီးဘူးကြိုးစားရမယ်ကြိုးစားတဲ့အခါမှာလည်းအခက်ခဲဆိုတာမကြုံမှုမဟုတ်ဘူးကြုံလာမယ်ကြုံလာတဲ့အခါစိတ်ဓာတ်ကြံ့ခိုင်မှုလိုအပ်တယ်နောက်တစ်ခုကအခက်ခဲကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဒီလမ်းကိုသိတဲ့အသိပညာဆိုတာလည်းအရေးကြီးတယ်လို့အလုံးပေါင်းလိုက်တဲ့အခါဒီ၄ခုပဲဒါကြောင့်မို့ဒီ၄ခုဟာအမှန်တမ်းအရေးကြီးတာမဟုတ်ကိုယ့်ရဲ့နှလုံးထဲမှာအားပြော့နေသေးတယ်ဆိုရင်ကိုယ့်ကိုပြင်ပြီးတော့အားကောင်းအောင်လုပ်ပြီးတော့ရတယ်အသိပညာဆန္ဒကိုမြန်မာလူမျိုးတွေရဲ့စကားပုံထဲမှာလည်းရှိတယ်ဆန္ဒကြီးလင်ကြံသမျှပြီးတယ်ဆိုတော့နော်အဲ့ဒီစကားလုံးကပါဠိစာပေကရတဲ့စကားလုံးပဲသန္တဝတ္တောကိဏမကမ္မနသိစတိပါဠိဆောင်ပုဒ်ကသန္တဝတ္တောကိဏမကမ္မနသိစတိဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆန္ဒပြင်းပြတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်တဲ့အလုပ်ဆိုတာမရှိဘူးလို့သူတို့ဆိုလို့ရတယ်နော်မအောင်မြင်တဲ့အလုပ်ဆိုတာမရှိပါဘူးအလုပ်အလုံးဟာအောင်မြင်ပါတယ်ဆန္ဒရှိရင်အလုံးဖြစ်ပါတယ်လို့သူတို့ပြောတဲ့တော့သန္တဝတ္တောကိဏမကမ္မနသိစတိအဲ့ဒါနဲ့အလျော်အင်္ဂလိပ်လိုဆောင်းပုံမှတ်ချင်Sanda makes the impossible possible လို့မှတ်ရမှာ Sanda makes the impossible possible Sanda ဆိုတဲ့ရှင်တွေကစွမ်းအားရှိတဲ့အရာတစ်ခုဟာတဲ့မဖြစ်နိုင်ဘူးဆိုတာတွေကိုဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ်ခေါင်းကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကခေါင်းနဲ့ပတ်သက်ပြီးပြောတဲ့စကားရှိတယ်God makes the impossible possible သူတို့ဖျားသခင်ဒီမဖြစ်နိုင်တာတွေအလုံးကိုဖြစ်အောင်လုပ်နိုင်တယ်ပေါ့သူတို့နော်ဘုရားဘာသာရေးကြတော့ဘာပြောမလို့ Sanda makes the impossible possible အဲ့လို
ထို့တူပဲဝီရိယကလည်းဝီရိယဝတ္တောဂိဏမကမ္မနာသိစတိဝီရိယရှိတဲ့ပုဂ္ဂိုလ်ဟာမဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိဘူးစိတ်တဝတ္တောဂိဏမကမ္မနာသိစတိကြံ့ခိုင်တဲ့တိမတ်တည်ငြိမ်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိဘူးဝိမန္တဝတ္တောဂိဏမကမ္မနာသိစတိအသိပညာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းမအောင်မြင်တဲ့အရာဆိုတာမရှိဘူးလို့အဲ့ဒီကိုယ့်ရဲ့အရည်ချင်းတွေကိုရှုံကြည်ပြီးတော့ဒီရည်ချင်းတွေကိုတိုးမြင့်ပြီးတော့ကြိုးစားဘာအတွက်တော့ဆိုအသိပညာရဖို့အတွက်အဲ့တော့ကိုယ်ချင်းတရားနဲ့အသိပညာဒီနှစ်ခုဟာလောကမှာတန်ဖိုးရှိဆုံးပဲဒီနှစ်ခုအောင်ရှော့ချလို့မရဘူးအသိပညာတစ်ခုတည်းပြောလို့လည်းမရဘူးကိုယ်ချင်းသီလတစ်ခုတည်းလည်းပြောလို့မရဘူးနှစ်ခုလုံးစုံမှနော်ကိုယ်ချင်းသီလတော့ရှိတယ်ပညာမရှိဘူးစွမ်းဆောင်မှုအားနည်းမယ်ပညာတော့ရှိတယ်ကိုယ်ချင်းသီလမရှိဘူးလူတော့လူကောင်းမဖြစ်ဘူးနော်လူတော့လူကောင်းမဖြစ်ဘူးကိုယ်ချင်းသီလလည်းမရှိဘူးပညာလည်းမရှိဘူးတမိုးမရှိတဲ့လူတယောက်ဖြစ်သွားမယ်ကိုယ်ချင်းသီလလည်းရှိတယ်ပညာလည်းရှိတယ်တမိုးအကြီးမားဆုံးလူဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမအရာတို့တွေဟာကိုယ်ချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်လို့ဒီလိုမှတ်သားနိုင်ယူထားတဲ့နေပေါ့နော်သီလမိဝဣဒအခံပညာဝပါဏဥတ္တမောဒီလောကမှာနံပါတ်1ကိုယ်ချင်းသီလရှိရင်ကောင်းတယ်အဲ့ဒီကိုယ်ချင်းသီလရှိပြီးတော့ပညာရှိမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်အကောင်းနှစ်ခုစုံသွားတယ်ဒါကြောင့်မို့သီလပညာနာတော်ဆရာကိုယ်ချင်းသီလနဲ့ပညာချောင်းအရာခတ်သိမ်းမှာအောင်မြင်သွားနိုင်တယ်လို့ဒီလိုတတိပြုရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းနှစ်ခုဟာတစ်ခုဖယ်လိုက်လို့ရှိရင်လူရည်ချင်းဟာဆက်မမိတော့သီလကိုဖယ်လို့လည်းမရဘူးပညာကိုဖယ်လို့လည်းမရဘူးသီလလည်းရှိရမယ်ပညာလည်းရှိရမယ်အဲ့တော့ပညာဆိုတာကြတော့လောကမှာပညာဆိုတာတွေကအများကြီးရှိတယ်ပေါ့အခုခေတ်မှာပို့ပြီးတော့များပြားတယ်ပေါ့ပညာရက်တွေကပို့ပြီးတော့များပြားလာတယ်ဒါဖြင့်တက္ကသိုလ်တွေမှာသင်နေတာပညာရက်တွေလားလို့ပညာတွေကိုသင်နေတာလားဆိုစဉ်းစားကြည့်ဖို့လိုတယ်ပညာရဲ့နယ်ပယ်တွေကအလွန်ကျယ်တယ်နယ်ပယ်တွေကျယ်သည့်အတွက်ကြောင့်သိစရာတွေကလည်းလွတ်များတယ်သို့တော့သိတတ်တဲ့ပညာဟာသိစရာတွေနောက်အကုန်လုံးမလိုက်နိုင်ကြဘူးပေါ့နော်ဘယ်သူမှလမ်းဆုံးအောင်မသိနိုင်ဘူးပေါ့အဲ့တော့ကိုယ်နယ်ပယ်နဲ့ကိုပညာရေးရဲ့နယ်ပယ်ပညာရဲ့နယ်ပယ်ကိုပညာဘူမိလို့ခေါ်တယ် field of knowledge ပေါ့အဲ့တော့ဒီနေရာမှာလည်းပဲ subject matter နဲ့ wisdom ကို꿰ဖို့လိုတယ်ပေါ့ knowledge နဲ့ wisdom 꿰ဖို့လိုတယ်ပေါ့ knowledge ဆိုတာသင်ထားလို့သိတဲ့အကြောင်းအရာတွေ knowledge လို့ခေါ်ပြီးတော့အဲ့ဒီပုံမှာလက်တွေ့လှုပ်ဆောင်ရလာလို့ experience ကြောင့်ဖြစ်ပေါ်လာတဲ့ဟာကြတော့ wisdom ပညာအဲ့ဒီတမန်ရနော်အဲ့တော့ experience ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ဟာမှာ wisdom ပညာရှိလို့ပြောရမှာအဲ့ဒီအဆင့်ထိအောင်မရောက်ဘဲနဲ့ subject matter လောက်တင်သင်ပြီးသွားလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာ knowledge တော့ရှိတယ် wisdom မရှိဘူးလို့ပြောလို့ရတယ်အကြောင်းအရာတော့သိတယ်အကြောင်းအရာတော့သိတယ်အသုံးမချနိုင်နော်သုံးမချနိုင်ဘူးဥပမာဆရာဝန်တယောက်ဆေးပညာရပ်ကိုသင်တယ်လမ်းဆောင်အောင်သင်ပြီးတော့ဆေးပညာတို့ဆေးကုစားခြင်းမရှိဘူးဆိုရင်အဲ့ဒီဆရာဝန် knowledge တော့ရှိတယ် wisdom မရှိဘူးမရှိလို့ရှိရင်သူ့ရဲ့
စစ်ပညာအစမ်းထွက်မှာမဟုတ်ဘူးပေါ့နော်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အခုတက္ကသိုလ်တွေကောလိပ်တွေသင်နေတဲ့အရာတွေဒီအလုံးဟာ subject matter တွေကြီးပဲသို့တော့ပညာဆိုတဲ့ခေါင်းစည်းအောင်မှာရှိတယ်အလုံးဟာဒီကနေ့ခေတ်စကားလုံးလေးတွေထွင်ထားတာတော့လှပါရူပဗေဒတဲ့ဓာတုဗေဒတဲ့ education ကြတော့ပညာဗေဒလို့မသုံးဘူးလားမသိဘူးနော်ရူပဗေဒဓာတုဗေဒအာယုဗေဒဝေဒဆိုတဲ့စကားလုံးကလာဝေဒဆိုတာအသိပညာပါဠိစာပေမှာဝေဒဆိုတာအသိပညာကိုပြောတာတော့အိန္ဒိယနိုင်ငံတို့နဲ့ပြောတဲ့ခါကျတော့ဗေဒဖြစ်သွားတယ်ဝေဒကဗေဒလို့ဖြစ်သွားတယ်ဝဘာဒီစတဲ့ဝေဒဗေဒဘာကုန်းနဲ့ဗေဒကကွက်ပြားခြင်းစိတ်ဖြာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဘာတချိုက်နဲ့ဗေဒကအသိပညာလို့အဓိပ္ပာယ်ရတယ်အဲ့တော့ရူပဗေဒကိုဘာကုန်းနဲ့သွားရွေးလို့ရှင်ရုပ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဓာတုဗေဒကိုဘာကုန်းနဲ့သွားရင်ဓာတ်တွေကိုခွဲခြားစိတ်ဖြာခြင်းဆိုဖြစ်သွားဘာတချိုက်နဲ့ရေးမှဗေဒဆိုတာအသိပညာရဲ့ဆိုတာဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ခွဲခြားစိတ်ဖြာခြင်းနဲ့သိခြင်းဆိုတဲ့အသိပညာရဲ့တရားပညာရဲ့တည်းရဲ့နေပယ်ဟာဒီကနေ့ခေတ်အလုံးကိုများတယ်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ပညာရဲ့နေပယ်တွေအလုံးများလို့မြတ်စွာဘုရားကျတော့ဒီနေပယ်တွေအလုံးကိုသိခြင်းနဲ့ဆိုလို့ရှိရင်တခဏအတွင်းမှာအလုံးသိနိုင်တယ်ဘာကြောင့်သိနိုင်လို့ဆိုရင်ထက်မြက်တဲ့အသိပညာတစ်ခုပေါ့အကြီးချင်းကြောင့်သိတာရှာဝတကံညေယံတာဝတကံညာနံခွဲခြားရမှာပါတော့ဆိုရင်ညေယနဲ့ညာနာနှစ်ခုရှိတယ်ညေယဆိုတာသိစရာညာနာဆိုတာသိတယ်ညာညေယနဲ့ညာနာရှာဝတကံညေယံတာဝတကံညာနာသိစရာတွေရှိသလောက်အသိဉာဏ်လိုက်တယ်ဘုန်းကြီးတို့တွေကြတော့အသိဉာဏ်ရှိသလားသိစရာတွေရှိသလားအသိဉာဏ်ကမလိုက်နိုင်ဘူး။နေပဲအလုံးကိုမသိနိုင်။ကိုလေးလာတဲ့ပညာရလောက်ပဲကိုသိတာဖြစ်တယ်။မသိတာတွေကများတယ်။မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အခါကျတော့ရှာဝတကံညေယံတဝတကံညာနာအပြန်အလှန်ရှာဝတကံညာနာတဝတကံညေယံဉာဏ်ရှိသလောက်လဲသိစရာတွေကကျဲတယ်သိစရာတွေရှိသလောက်လဲဉာဏ်ကရှိတယ်ဆိုအဲ့ဒီတကူအသိဉာဏ်နဲ့ဉာဏ်သည်ဆိုင်ပိုင်းဆိုင်အလုံးတူညီတဲ့အနေထားပေါ်မှာသွားနေကြတယ်အဲ့တော့လောကမှာသိစရာဆိုတဲ့ညေရတွေကအလွန်များပြီးတော့သိနိုင်တဲ့ဉာဏ်ကအားနည်းနေကြတယ်ဒါကြောင့်မို့လို့ဖြည့်ဆွက်ပြီးတော့သင်ကြားပေးနေရတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့တော့အတူချုပ်ကပြောရမယ်ဆိုရင်လူတွေရဲ့မျက်နှာဝဲကောင်းဆုံးသောအရာမျက်နှာစရာကောင်းတဲ့အရာနှစ်ခုဟာကိုကျင့်သီလနဲ့အသိပညာပဲဖြစ်တယ်ကိုကျင့်သီလရှိအောင်ကိုကျင့်သီလမရှိခြင်းရဲ့အပြစ်ကိုဆင်ခြင်ခြင်းကိုကျင့်သီလရှိခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ခြင်သုံးသပ်ခြင်းအပြင်အသိဉာဏ်ရှိတဲ့ပညာအသိကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရယူနိုင်တယ်ကိုကျင့်တရားကောင်းမှုထိမ့်သိမ့်မှုအတွက်ကဟိရိဥတ္တမလို့ဆိုတဲ့ morality နဲ့ပတ်သက်တဲ့ရှက်ချင်းကြောက်ချင်းနဲ့ရှိဖို့လိုအပ်တယ်ဆိုတာအသိပညာရှိဖို့ရအတွက်သိချင်တဲ့စိတ်နေသဘောထားတွေသိချင်တဲ့ဆန္ဒတွေသိအောင်ကြိုးစားတဲ့လုံလဝိရိယတွေခက်ခဲတဲ့အခါကြမ်းခိုင်တဲ့စိတ်ဓာတ်တွေနဲ့ဆင်ញင်သုံးသပ်နိုင်တဲ့ပညာစွမ်းအားတွေရှိအောင်လုပ်ရမှာဖြစ်တယ်ဆိုတာကိုနာယူမှတ်သားပြီးတော့လူသားတွေရဲ့အရေးချင်းနှစ်ရက်ပြည့်စုံအောင်တတိဆောင်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း